你嘞？အားလည်းပြောဒီစစ်တမိုင်းကိုရဲ့ညီမနဲ့အဖေလေးကိုအခုလိုမျိုးတေးတစ်ခါလေးရှင်းပြပေးရတဲ့အတွက် ဟုတ်ပါဘူး ဘလို့ဖြစ်ရလဲအာကာတခြားမားတွေအမလက်ခံပြီးလို့ရတယ်ဒီအမောက်လွဲတာကြတော့ကုမ္ပဏီအတွက်နစ်နာမှုတွေအများကြီးဖြစ်သွားနိုင်တယ်တော်သေးတာပေါ့အမသာပြန်မစစ်လိုက်ရင်တို့ department တစ်ခုလုံးတိတ်ခါကျသွားနိုင်တယ် ကျွန်တော်တောင်းပန်ပါတယ်အမနောက်ကိုလေဒီလိုမျိုးမဖြစ်စေရပါဘူးဒီတစ်ခါတော့ရှိစေတော့မင်းကအစ်စ်လည်းဖြစ်နေတော့နောက်တစ်ခါဆိုရင်ဒီလိုအမှားမဖြစ်အောင်တေချာလေး queue site ပေးရမယ်နော်ကြားလားအာကာဟုတ်ကဲ့ပါအမကျွန်တော်နောက်ကိုတေချာ queue site ပါမယ် Okay တွားလို့ရပြီအဲ့နေရာကောင်မလေးကတော်တော်ချောတာဟေးဒါပေမဲ့လေးထက်လေဘယ်ရမလဲဒါပေမဲ့ဒီကောင်ပေါ့ကောင်မလေးကိုလေအဲ့တိုင်းကြည့်နေရဟေးဟောအမ လင်းထက်အမအသည့်လုပ်ငန်းရှင်တယောက်ကမင်းเจ้าကိုဖုန်းဆက်ပြီးတိုင်သွားတယ် ဗျာ မင်းတို့သမီးကိုကြောင်တဲ့ကိစ္စမဟုတ်ပါဘူးကွာတိတ်လဲလန့်နေပါနဲ့မင်းတေချာရှင်းပြလိုက်လို့တဲ့အန်ကယ်ကကျေးဇူးတင်ပြီးအခုဆိုရင် MPT ရဲ့ VIP customer တယောက်ပါဖြစ်သွားပြီကွာပြီးတော့ तू က MPT နဲ့ B2B contract တစ်ခုပါချုပ်သွားသေးတာ ဟာတကယ်လားပါဒါဆိုတော့ share ပဲဗျာ Welcome ပါလင်းထက်အမကမင်းတို့အားလုံးကိုဒီညတဝိုင်းလိုက်ကြွေးမယ် အေးဟဲ့ဒီစားဘာလို့လဲသွားကြမယ်လေလား ဟိုက ဟုတ်ကဲ့ ရှင်တင်းနဲ့အတူတူမလိုက်သွားဘူးလား ကျွန်တော်သူတို့ကြားထဲဝင်ဆက်နိုင်ဖို့အများကြီးစူးစမ်းအောင်ပါဟုတ်ကဲ့ကျေးဇူးပါနော်ကျွန်တော်နောက်တစ်ခါကျရင်ပြန်တိုက်ပါမယ်ဟောအခုကိုလက်ဖက်ချိုစိမ်းတစ်ခွက်မင်းနော် ဒီလေအကောတော့ထုံးစံတိုင်းပုံမှန် ချိုစိမ်းတစ်ခွက်ပုံမှန်တစ်ခွက် ဟာကွာဂျန်ငယ်လာကြီးတောတွေကထွက်လာပါအောင်ကွာဒီမှာပွဲလဲပြီးတော့မယ် ဟာကွာဖမ်းနေပါတယ်ဟာ ဟာဟဲ့ရောက်ကြီးဂိမ်းရလဲရှုံဘေးရလဲကုန်ဒီ MPD နဲ့ဒီတဲ့ run တက်တော့မှာမဟုတ်တော့ဟဲ့ရောက်ကြီး ဒီလေ အားလည်းပြော ဒီလေဒီလေကဒေတာတွေမဝယ်ဘဲနဲ့ဖုန်းပေတွေပဲဖြည့်ပြီးသုံးနေတာဆိုတော့အကုန်မြန်တယ်လို့ယူဆနေရတယ်မှာအခုညီလေးဖြစ်နေတဲ့ပြဿနာတွေကိုဖြည့်ရှင်းပေးနိုင်တယ် data carry plan auto renewal package လေးနဲ့ကိုကမိတ်ဆက်ပေးချင်တော့ပါ data carry plan auto renewal package လေးက data 50 MB အောက်ကြန့်ရှိရပဲဖြစ်ဖြစ်တက်တန်းကုန်ဆုံးသွားတာပဲဖြစ်ဖြစ်အလိုလျောက်တက်တန်းတိုးဝယ်ယူပေးရဖြစ်တာမဟုတ်ညီလေးတို့လိုခိမ်းမာတွေအနေနဲ့ဂိမ်းစော့နေနေ data ကုန်သွားတာမျိုးဒါမှမဟုတ်ကွာဖုန်းပေခဏခဏဖြည့်ရတာမျိုးလုံးဝမကြုံရတော့ ဟာမိုက်တယ်ဗျာ data carry ရဲ့ auto renewal package ကိုကျွန်တော်အခုပဲသုံးလိုက်တော့မယ်ဗျာ တန်ဖိုးရှိတဲ့အချိန်နဲ့ဘေရီမကုံဆုံးစေဖို့ Data Carry Plus Auto Renewal Package ကိုသုံးကြစို့အခုပဲ Star 3 hash ကိုခေါ်ဆိုပြီးဒါမှမဟုတ် MPT4U app မှာတစ်ဆင့်ဝယ်ယူအသုံးပြုကြစို့Out there low, tenny gay, and my lame, came out. ကျုံးကလည်းစဉ်းတော့ဘူးငါဘာပဲလို့တလဲလို့ဖြစ်နေတယ်တော်တော်သုံးမကြတယ်